ကျွန်တော်ဒီမြင်ကွင်းနဲ့နောက်ဆုံးဖြစ်ပါစေပေါ့ဗျာနောက်ဆုံးမြင်ရခြင်းဖြစ်ပါတယ်ကျွန်တော်ဒေါ်လေးစိတ်တိကြိုက်တယ်ဗျကျွန်တော်ကစိတ်တိကြိုက်ဘာမှမလုပ်ဒီတိုင်းမငုံတော့ထိုင်နေလိုက်တော့ဘာမှမလုပ်တော့ကျွန်တော်စိတ်ကတော့လေးမကောင်းဘူးဗျအမှန်တိုင်းပြောတာဒီကကျွန်တော်2021တည်းတောင်းဝင်ကြည့်ရတယ်ဗျဒီကြွားလေးကျဖမ်းတော့တာဗျလက်ရှိတိုင်းမှာကျွန်တော်တို့တရက်ကံပြည်သူစစ်တွင်းမှာပေါင်းနေရိတ်ခါမရှိဘူးစေဝါပြက်နေတယ်ဒါကျွန်တော်တို့ဗဂတိရှိတရားပဲဗျကျွန်တော်တို့မှန်သောစကားကိုပြောတာမှန်သောစကားကိုပြောရင်နားထောင်ပြရတယ်ဗျမှန်သောစကားကိုပြောတာကျွန်တော်တို့စကားဒီမှန်သောစကားကိုသာပြောခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါဗျကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်အားကောင်းပါနော်အခုကျော်စိုးရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော် reaction လေးလောက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ငပေါက်ထိန်းချုပ်ထားတဲ့နယ်မြေကပေါ့နော်ကျွန်တော်ငပေါက်ထိန်းချုပ်နယ်မြေကဒီပါစာရဲ့ရွာတွေကိုနော်ပြည်သူစစ်ရဲ့ရွာတွေကို PDF တွေဝင်ပြီးတော့အလုံးရင်းနဲ့တိမ့်ပိုက်လိုက်တာကိုအခုလက်တလောမှာဆိုလို့ချင်းဟိုဘက်အုပ်စုကဖြစ်တဲ့အုပ်စုဘောမအုပ်စုပေါ့နော်စစ်လော်ပီဒီတတိုက်ကအခုဘာတွေဖြစ်နေတယ်ဘာတွေပြောနေလဲဆိုတော့ငပေါက်ဆိုလို့ချင်းလည်းဒီကနေ့ပေါ့နော်မနက်ပိုင်းမှာတင်သွားတဲ့ဗီဒီယိုမှာဆိုလို့ချင်းခေါင်းတော့မထောက်နိုင်ဘူးဗျာနော်သူပြောသွားတာခေါင်းတော့မထောက်နိုင်ဘူးပြီးတော့အထက်လူကြီးတွေပေါ့နော်ဒီစိုးဝင်းတို့တက်ရှုပ်စိုးဝင်းတို့မင်းအွန်လိုင်းတို့အားလုံးပေါ့ဗျာအကုန်ခြုံငုံပြီးတော့ငပေါက်သုံးသက်သွားတာပြောပြသွားတာဘာကြောင့်လဲဆိုတော့ဒီပါစားတွေကိုကာကွယ်မပေးနိုင်ဘူးပေါ့နော်စစ်တပ်ကဘာမှလည်းထောက်ပံ့မပေးနိုင်ဘူးဆိုပြီးမှငပေါက်ကပြောသွားတယ်ဒီကနေ့မှဆိုရင်လည်းကြော်စိုးဗီဒီယိုဖိုင်လေးတက်လာတယ်အချိန်အဖြစ်တော့4မိနစ်ကြော်လောက်ပေါ့နော်ကြော်စိုးကဘာတွေပြောထားတာလဲဆိုတော့အခုဒီပါစားတွေပါစားပေါ့နော်ဒီပေါက်နယ်ကပါစားရဲ့ရွာတွေပါစားရဲ့မိန်းမတွေအားလုံးပေါ့ဗျာအားလုံးဒီပေါက်မျိုးနယ်မှာရှိတဲ့ PDF တွေကအခုဖမ်းသွားတယ်ဒီပြည်သူစစ်အားလုံးကိုနော်တနာပြီးတော့ကျင်နာနေတာပေါ့ဗျာနော်ဒီကောင်ကြီးကနော်ခင်ဗျားတို့စဉ်းစားကြည့်လိုက်ကျွန်တော်တို့PDF ရဲဘော်လေးတွေကိုဖမ်းမိခဲ့စဉ်ကဒီပြူတွေပေါ့နော်ဒီပြည်သူစစ်ကကောင်တွေကတစ်ပင်ကြီးမှာတွဲလောင်းကြီးရှိတ်ပြီးတော့မှမီးရှို့ခဲ့တာခင်ဗျားတို့မှတ်မိအောင်မထင်နဲ့ကျွန်တော်တို့ကတော့အခုချိန်ဒီကိုမှတ်မိနေစေဖြစ်တယ်နော်တစ်ပင်မှာတွဲလောင်းချကြီးအောက်ကနေတော့မီးရှို့ပစ်တာအရှင်လက်မီးရှို့ရနော်ဒါအသေးမဟုတ်အခု PDF တွေကဘယ်လိုဖြစ်လဲဆိုတော့ဒီပေါက်မျိုးနယ်ကနေပြောမှအကုန်လုံးဖမ်းဆီးရမိထားတဲ့အရှင်လက်ဖမ်းဆီးရမိထားတဲ့ပြည်သူစစ်အားလုံးကိုကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံတဲ့တယောက်ကိုမှမတက်ဖြတ်ပေးဘူးမလုပ်ဘူးဗျာအဲ့လိုမျိုးမိုက်ရိုင်းတဲ့အလုပ်မျိုးကိုမလုပ်ဘူးမင်းအောင်လိုင်းအုပ်စုနဲ့ဒီလူမဆန်တဲ့ကောင်တွေကပဲလောက်တာနော်ကျွန်တော်တို့ PDF တွေကအမိသားသမီးတွေကအဲ့ဒီလိုမျိုးမိုက်ရိုင်းတဲ့အရာကိုမလုပ်ဘူးအခုကစစ်တိုက်တာပဲဗျာစစ်တိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အထီးအခိုက်တော့ရှိမယ်ပန်းနဲ့ပေါက်နေတာမဟုတ်ဘူးဂန်းနဲ့ပြစ်နေတာပေါ့နော်သူတို့ပြောတဲ့စကားတွေပါပန်းနဲ့ပေါက်နေတာမဟုတ်ဂန်းနဲ့ပြစ်တာအထီးကြိုက်တော့ရှိမှာပဲဒီကောင်နေနော်ပြည်သူအိုးအိမ်တွေကိုဘုံနဲ့လေရင်နဲ့ဘုံကျဲတာတွေတော့ဘာမှထမပြောဘူးအခုပြည်သူစစ်တွေကိုပြည်သူစစ်အဲ့ဒီရွာတွေကိုထသိမ်းတဲ့အခါကြားမှာနော်သူတို့မှမအိမ်နဲ့မစားနိုင်ကြော်စိုးဆိုရင်အခုဘာတွေပြောထားလဲဆိုတော့သူတည်င်းအောင်မရိုက်ရှင်တော့ဘူးပေါ့ဗျာနော်အထက်ကလူကြီးတွေကိုစာတင်တဲ့အကြောင်းကြားတယ်ဒါပေမဲ့ဘာမှကိုပြတ်မပြောလို့သူမှစိတ်တက်တော်ကြားနေတယ်ဗျာနော်ကျွန်တော်ကြည့်ကြည့်အောင် let's go ကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါဗျာကျွန်တော်ဒီနေ့တရက်ကံပြည်သူစစ်ကြီးကပြည်သူစစ်ကောင်းဆောင်တွေဖုန်းဆက်သွယ်ရတယ်သူတို့ကတော့လက်ရှိတွင်းမှာရောက်နေပေါ့ကျောင်းရတဲ့ကျောင်းရင်ကပြီးခဲ့တဲ့ရက်ပိုင်းကတရက်ကံကြီးကိုအကြမ်းဖက်အုပ်စုတွေဝင်တိုက်တယ်ဝင်တိုက်တော့ဒီမှာရှိတဲ့ပြည်သူစစ်အဖွဲ့တွေပြီးသူမိသားကြီးရွာထဲမှာရှိမိသားစုဝင်တွေအသက်ကြီးရွယ်တွေတို့ကြောင်းဆွဲထုတ်တယ်ဆွဲထုတ်ပြီးကျွန်တော်တို့တွင်းမောက်တော့ပေါင်းရတယ်ပေါ့တချို့ကတော့ကျွန်တော်တို့အသက်ကြီးရွယ်တွေကတော့ရွာထဲမှာကြံခဲ့တယ်တချို့တော့ဖမ်းခံလိုက်ရတယ်တချို့တော့ကျွန်တော်တို့ဒီပြည်သူစစ်တွေရဲ့မိဘတွေကိုရဲဆက်တပ်လိုက်တယ်ကျွန်တော်အဲ့ရဲ့မိသားစုနဲ့ကျွန်တော်ဖုန်းဆက်သွယ်ရတယ်ဟိုကျွန်တော်တို့ကဒီလိုဟာတွေကကျွန်တော်တို့နေ့စဉ်ကြားတော့ရဲဆက်တပ်ပလိုက်တယ်စစ်တိုက်တဲ့မြေပြင်မှာအထိခိုက်တော့ရှိမှာပဲနော်အဲ့လိုအထိကမရှိခြင်းဘူးဆိုတော့အစကတည်းကပြည်သူနဲ့ပူပေါင်းပြည်သူတွေကပြည်သူဖြစ်ပြီးတော့ဘာဖြစ်လို့အသားတွေကလောက်ထွက်တာလဲမင်းအောင်လိုင်ကိုတွန်းလန်တိုက်ထုတ်ရမယ်အစားပြည်သူရှင်းရှင်းကိုမင်းအောင်လိုင်ကအိမ်ကျက်ရှင်းရှင်းကိုအိုမဲတုတ်ခိုင်းပြီးတော့နော်ကြံတိုက်ထားတာဒါကိုဒီနွားတွေကမသိဘူးနွားတွေဆိုမျက်စားဖို့လောက်ပဲသိတာဟုတ်တယ်နော်โอเคဆက်ပြီးတော့နားထောင်ကြည့်အောင်ကျွန်တော်တို့မှာတော်တော်လေးစိတ်ထိကြိုက်တယ်ဗျကျွန်တော်တို့မှာလည်းတကယ်ဟိုတော်တော်လေးကိုစိတ်ထိကြိုက်တယ်အဲ့ဒါအမှန်တိုင်းပဲဗျတော်တော်ကြီးကိုစိတ်ထိကြိုက်တာ
ဒီအချိန်လေးပေါ့ဗျာကျွန်တော်တို့အဲ့ဒီတရားကံမတိုက်ခင်ကျွန်တော်ရှေ့မှာဒီပေါက်မြိုင်ပြင်ကျွန်တော်ပခုတ်ကူဒီဒေသမှာရှိတဲ့ပြည်သူ့စီကတိုက်တော့မယ်ဦးစားပေးအနေနဲ့ဒီပေါက်နဲ့မြိုင်ချားမှာရှိတဲ့ပြည်သူ့စီကဦးစားပေးတိုက်မှာတိုက်ရတဲ့အကြောင်းအရာဒါကြီးကကျွန်တော်မဟာဗျူဟာကြားရဲ့လမ်းပေါ်မှာဒီပြည်သူ့စီကြီးတွေရှိတယ်ပြီးရင်ကျွန်တော်တို့ဒါသူတို့ရဲ့သွားရေးလာရေးကကျွန်တော်တို့ပိတ်ဆို့ခံထားရတယ်အဲ့တော့သူကဒီနေရာတွေသူတို့တိုက်မှာတိုက်ဖို့တော့အင်အားတွေစုဖွဲ့နေပြီကျွန်တော်တို့တောက်လျှောက်ကျွန်တော်တင်ပြခဲ့တယ်ဗျာနော်ကျွန်တော်တို့တကယ်ကိုကျွန်တော်တို့တရင်ကိုကျွန်တော်တို့ဖြစ်စဉ်တရင်ကိုမြေပြင်နေတဲ့ချိတ်ဆက်ပြီးကျွန်တော်တို့ဥစွာတင်ပြခဲ့ပါတိုးတော့လည်းပဲကျွန်တော်တို့တရားကကြီးပါကြားခဲ့ရတယ်ဆုတ်ခဲ့ရတယ်အဲဒီမှာကျွန်တော်တို့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေအဖို့အဖွားကြံခဲ့တယ်ပေါ့အသက်ကြီးရွယ်တွေပေါ့ကြံခဲ့တော့အဲ့ဒီလူတွေအသက်ခံလိုက်ရတယ်လက်ရှိတော့ကျွန်တော်တို့အဲ့တရားကမှာရှိတဲ့ရွာသားတွေပြီးကျွန်တော်တို့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကကျွန်တော်တို့တွဲမောက်မှာတော့ပေါင်းရတယ်တော့ပေါင်းတော့အဲ့ဒီမှာကျွန်တော်တို့တရားကတိုက်ပွဲမှာအကြမ်းဖက်အုပ်စုတွေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးရောပြီးကျွန်တော်တို့ drone မုံသီးစားတွေပေါ့ဗျာအဲ့အစားအစာတွေမှန်ပြီးတော့ဒဏ်ရာတွေရတယ်လက်ရှိတွဲမှာနံပါတ်1သူတို့လိုရတာနံပါတ်1စေဝါမရှိသေးဘူးနံပါတ်2ရိတ်ခါမရှိသေးဘူးဒါပကတိရှိတရားပဲကျွန်တော်မနေ့ကတော့ကျွန်တော်သတင်းမှန်ကလေးကနေပြီးတော့မကွေးတိုင်းပြည်အစိုးရဖွဲ့ကျွန်တော်မေးထားတယ်အဲ့မှာကျွန်တော်ပြည်သူ့စစ်ခေါင်းဆောင်တွေဖုန်းနံပါတ်ပါကျွန်တော်တခါထည့်ထားလိုက်တယ်ဒါရေးဆက်သွယ်ပြီးမြင်လို့ရပါတယ်ဆိုပြီးတော့ပြီးရင်ဆက်ဖြစ်တယ်ဗျာဟိုမှာကုတ်စုကျွန်တော်ဘလို့စိတ်ကောင်းမလဲဗျာကျွန်တော်ဒီမြင်ကွင်းတွေမြင်ခဲ့ရတာကျွန်တော်နောက်ဆုံးဖြစ်ပါစေဆိုပြီးကျွန်တော်မြင်ခဲ့ရတာဗျာဒါပေမဲ့ကျွန်တော်ထပ်မြင်ရတကယ်ကိုစိတ်မကောင်းဗျာအဲ့တော့ဒီပြည်သူ့စစ်ကြေးဝါတွေဆိုတာကကျွန်တော်တို့နိုင်ငံတော်ဘက်မှာရှိနေတဲ့ရွာတွေလေဗျာကျွန်တော်တို့သူတို့ချမ်းခံခဲ့တယ်ဗျာ2021နောက်ပိုင်းရယနေ့ထိဗျာသူတို့ကအစာရည်ဒုက္ခပေါင်းများစွာသူတို့ခံစားပြီးတော့နေခဲ့ရတယ်ဗျာအမှဗျာကျွန်တော်တို့ပြည်သူစစ်ရွာတရွာလုံးဒီပါသွားတယ်ကျွန်တော်ကလေးငယ်တွေအစားကဗျာဖမ်းဟွာတန်းစီကိုဝင်းဆောင်အမျိုးသမီးတွေရောဗျာအဖိုးကြီးဖွားကြီးရောဗျာလက်ရှိမှာပြည်သူစစ်ရွာမှာရှိတဲ့တပ်ဖွဲ့ဝင်တွေအသက်ခံလိုက်ရတယ်ရင်းစားတတ်တယ်နော်ဒါသူတို့ကဒါကိုကျွန်တော်စိတ်သက်ပိုင်းဆိုင်အောင်သူတို့ပြဒီမှာတို့လည်းငါတို့မင်းတို့ဖမ်းသွားပြီဆိုတာအဲ့ဘေးနားမှာကျွန်တော်လက်ရှိပြည်သူစစ်ရွာတွေဆက်ရှိသေးတယ်အဲ့ပြည်သူစစ်ရွာကဆက်တိုက်ဖို့ပြေးနေပြီဟုတ်တယ်ဆက်တိုက်ဖို့ပြေးနေပြီပေါက်မှာရှိတဲ့ပြည်သူစစ်ရွာဆက်တိုက်ဖို့ပြေးနေပြီမြိုင်မှာရှိတဲ့ပြည်သူစစ်ရွာဆက်တိုက်ဖို့ပြေးနေပြီထပ်ပြီးအင်အားစုဖွဲ့နေတယ်ကျွန်တော်တို့ဒီအကြမ်းဖက်တွေရဲ့ထိုတိုက်ခိုက်မှုကိုကျွန်တော်မဟန်ထားနိုင်သေးဘူးဒါကျွန်တော်ပကတိရှိတရားပဲဒါကျွန်တော်တို့မိသားစုဝင်နေပြည်သူစစ်ချွေးမှာရှိတဲ့သူကျွန်တော်တို့မိသားစုဝင်နေကျွန်တော်ဘယ်လိုစိတ်ကောင်းနိုင်မလဲဗျာအဲ့တော့နောက်ရွာတွေမဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဘယ်လိုကာကွယ်ကြမလဲဘယ်လိုကြီးဆောင်ရွက်ကြမလဲကုန်းနေလိုက်ဒါကျွန်တော်တို့တိုင်းစွာဖွဲ့ကိုကျွန်တော်မေးရတော့မှာပဲကျွန်တော်ဒီလိုစကားတွေပြောတာကျွန်တော်ချစ်လို့ပြောနေတာကျွန်တော်မုန်းလို့ပြောနေတာမဟုတ်ဘူးကျွန်တော်တိုင်းပြည်နဲ့ကျွန်တော်ဒီဒေသကိုမချင်ရင်ကျွန်တော်ဒီလိုမျိုးသတင်းထွက်ပြောနေမှာလည်းမဟုတ်ဘူးကျွန်တော်မှလည်းဆုံးရှုံးမှုတွေအများကြီးပဲရှင်းရှင်းပြောရရင်ရေစကြိုမှာရှိတဲ့ကျွန်တော်တို့ရဲ့ငရုတ်သီးနဲ့ပတ်သက်တဲ့အလုပ်ရုံတွေကျွန်တော်တို့ငရုတ်သီးနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဗျာငရုတ်သီးကျွန်တော်တို့ငရုတ်သီးလုပ်ငန်းလုပ်တော့အဲ့မှာရှိတဲ့ဒီပတ်စံတွေကျွန်တော်ပေးထားရှိအဲ့ဒီပတ်စံတွေလည်းကျွန်တော်ဆုံးရှုံးတာအများကြီးပဲကျွန်တော်တို့စုဆောင်းခဲ့တဲ့ဟာတွေကျွန်တော်တို့မှလည်းဆုံးရှုံးမှုတွေအများကြီးပဲအခြားသောကျွန်တော်ဆုံးရှုံးမှုတွေအများကြီးပဲဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်ယုံအဓိကကျော်စိုးဘာလို့ဝမ်းနဲ့ချီကွဲနာလဲဆိုတော့နော်လူဆိုတာပြသိလားကိုလက်ထိတ်နာမှကိုတိတာနော်ကိုခံရမှကိုဖြစ်မှကိုတိတာအခုကျော်စိုးကကိုယ်တိုင်ခံစားနေရပြီကိုယ်တိုင်ထိထားလို့ကိုယ်တိုင်ခံစားနေရပြီခံစားနေရတဲ့အတွက်ကြောင့်မို့သူထပြောတာနော်အမှတ်ဆိုရင်ဒီကောင်ကြီးထပြောမှာမဟုတ်ဘူးပြန်နော်ကြည့်ထားဒီမှုရှိတယ်ကျွန်တော်ဒီတိုင်းမြေဒီနိုင်ငံချစ်လို့ကျွန်တော်ဆက်လို့ဆက်လဲသွားအောင်ပါပဲကျွန်တော်စိတ်တွေကျွန်တော်တို့ထိကြိုက်တယ်ဒါပေမဲ့ကျွန်တော်ရအောင်အားတင်ပြီးသွားတာပဲလက်ရှိကျွန်တော်တို့ဒီပေါင်းတဲ့မြိုင်ကြားမှာရှိပြည်သူစစ်ရွာတွေအတိုက်ခံတွေကထပ်ပြီးတိုက်တော့မှာဟုတ်ပြီဒါတွေကိုကျွန်တော်ကာကွယ်ပေးဖို့ကျွန်တော်တိုင်းစွာဖို့ကျွန်တော်တင်ပြထားတယ်ကျွန်တော်တို့ကရှင်းကျွန်တော်တို့တောင်းအောင်ကျွန်တော်တို့ခြေတယ်ကျွန်တော်တို့သတင်းတင်ပြရရှိတင်ပြတယ်ဒါကျွန်တော်တို့ရဲ့အခန်းကဏ္ဍဒါကျွန်တော်တို့ရဲ့အခန်းကဏ္ဍကျွန်တော်တို့တောင်းကြည့်အောင်လုပ်တယ်အဲ့တော့ကျွန်တော်ဒီမြင်ကွင်းနဲ့နောက်ဆုံးဖြစ်ပါစေပေါ့ဗျာနောက်ဆုံးမြင်ရခြင်းဖြစ်ပါစေကျွန်တော်တော်လေးစိတ်တိကြိုက်တယ်ဗျကျွန်တော်တို့စိတ်တိကြိုက်ဘာမှမလုပ်ဒီတိုင်းမငုံတို့ထိုင်နေလိုက်တော့ဘာမှမလုပ်တော့ကျွန်တော်စိတ်ကတော်လေးမကောင်းဘူးဗျအမှန်တိုင်းပြောတာဒီဗျာကျွန်တော်2021တည်းတာဝန်ကြီးခဲ့တယ်ဗျာဒီရွာလေးကျွန်တော်ဖမ်းတော့တာဗျာလက်ရှိလေးအဲ့မှာကျွန်တော်တို့တရက်ကံပြည်သူစစ်တွေတွဲမောင်းမှာပေါင်းနေရိတ်ခါမရှိဘူးစေဝါပြက်နေတယ်ဒါကျွန်တော်တို့ပကတိရှိတရားပဲဗျာကျွန်တော်တို့မှန်သောစကားကိုပြောတာမှန်သောစကားကိုပြောရင်နားထောင်ပြရတယ်ဗျာမှန်သောစကားကိုပြောတာကျွန်တော်တို့စကားဒီမှန်သောစကားကိုသာပြောခြင်းဖြစ်ပါသည်မငုံနဲ့ညီလေးမငုံနဲ့ပိတ်တာတို့မျက်ရည်ဆိုတာမြေဝဲမကြကောင်းဘူးเนาะကျော်စိုးဘယ်လိုလဲကိုယ်တိုင်ခံစားလိုက်ရတော့ဘယ်လိုလဲအရသာရှိတယ်เนาะမင်းတို့ကောင်ဒီ PDF ရဲဘော်လေးတွေကိုမိရင် PDF မိသားစုကိုမိရင်မင်းတို့ပါလောက်လေเนาะမိမဆိုရင်မရင်းကျင်နေယောက်ျားဆိုလို့ချင်းအရှင်လက်မီးရှို့တယ်เนาะအဲ့ဖောက်မျိုးတွေကကောင်เนาะအရှင်လက်မီးရှို့တာအဲ့လိုမျိုးတွေเนาะ
ပစ္စည်းတွေရှိရင်ခိုးယူတယ်မင်းတို့အကြက်ဖက်အုပ်စုကနော်ဒါတွေကိုခန်းစားခဲ့ရတာပေါ့တို့ PDF တွေပေါ့နော်ပြည်သူတွေပေါ့ဒါတွေကိုကြတော့မင်းတို့ကမပြောဘူးဘောမဟုတ်တော့ပဲမသိတာဟုတ်တယ်ဟုတ်အခုဘလို့လဲရှို့မြိတ်လားရှို့မှာပါနော်တွေ့ရမြင်ရတာစိတ်ချမ်းစရာစိတ်ချမ်းသာစရာတွေကြီးပဲဆိုတော့နော်ငပေါက်ဆိုရင်ခေါင်းတော့မထောင်နိုင်ဘူးကြော်စိုးဆိုကြိုချင်းအခုပြောတဲ့အတိုင်းပဲသတင်းတော်မှာဆက်ပြီးတော့မလောက်ချင်တော့တဲ့အနေအထားတွေကိုရောက်ကုန်နော်ဒါပါလဲနော်အခုလက်ရှိဖြစ်ပျက်နေတဲ့ပေါ့မြို့နယ်ကနော်ပြည်သူစစ်တွေနဲ့ပတ်သက်ပြီးတော့ကြော်စိုးတို့ဘလောက်ထိခံစားနေရလဲဆိုတော့ဒီလိုမျိုးမျိုးကိုကျွန်တော်မြင်ချင်တာတော်တော်ကြာပြီအဲ့ဒီ PDF တွေကိုလည်းလုံးဝကျေးဇူးတင်ပါတယ်လေးစားတယ်ဗျာ